အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အမေကြီးရဲ့ဒီနေ့တာကိုတိဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဟဲ့ငါကလေးလေးကိုတော့ကြည့်အောင်မယ်ငါကလေးလေးက3ယောက်တောင်ဆိုတော့သမီးငယ်လေးကတော့ပြောနေတယ်သမီးရေလာစပိန်စီမယ်လေရှိမယ်တားငယ်လေးကအိတ်နေတယ်ဆိုတော့သမီးလေးကဟိုဘက်မှာ space လိုက်နော်ဟုတ်အပြောင်းဘာရောဝေးစီမလဲအပြာလေးလားအပြာလေးပေါ်တက်သမီးကြီးရှိပေါ်မှာပဲသမီးကြီးဘာလို့လဲလဲစောင်းတီရှာနေရမယ်စောင်းတီဘာစောင်းတီရှာနေရလဲသမီးရဲ့စောင်းတီပါမေရဲ့တိတ်ပန်စောင်းအင်းစားပါလို့လားမဟုတ်ဘူးဖတ်ချင်လို့သမီးဖို့အခန်းပြထားတယ်ဟဲ့ဟလာပြပါလားဓမ္မလေးဝါးအခန်းလေးကလှလိုက်တာနော်မေတီးကြိုက်တယ်ဝါးအခန်းလေးကလှလိုက်တာဝါးကွန်ပျူတာဆိုရလေတချူပဲဝါးဂရင်းရလေချူပဲလွယ်အိတ်တောင်ရှိသေးတယ်မေဟဲ့ TV လေးကလေတလေးတော့ယေးမမေသမီးတီခဲမနေမယ်အေးအဲ့ဆိုမေသွားပြီနော်ဟောက်မေဝါးလှလိုက်တာသမီးငယ်လေးကိုသရှိအောင်မှာပဲအမေနဲ့ကစာရေးစာတမ်းနေမှတ်ဖို့မေ့နေတယ်သမီးကြီးက9နိုင်ခွဲမှာကျူရှင်တက်ကမယ်ငါဝါးကိုကဲမှာလေကိုတိုက်တဲ့ဟာရှာလို့ရတာပဲဝါး TV နဲ့ထိုင်ကြည့်လို့ရတယ် TV ရောလည်းမလို့တာငါအင်ဂျီတော်လဲအောင်မှာငါချိုးအောင်မယ်ရတော့ချိုးမှာပဲရေလေးကိုအေးလေးချိုးမယ်ပူးနေတာဆိုတော့10နာရီလောက်ပဲရှိလောက်သေးတယ်အေးလေးချိုးမယ်ဟဲ့ဝါးအေးနေရောပဲဒီဆိုတော့ငါကမရှိခဏတော့ငါမရှိတော့ရင်ငါ TV လေးကြည့်မယ်အင်ဂျီလေးရင်လဲလာအောင်ငါအမဲနဲ့အပြာကြိုက်တာဆိုတော့အင်ဂျီလေးလဲမယ်ဝါအဲ့မလှတော့တယ်ဝါ TV ကြည့်တာပြောဖို့ကောင်းလိုက်တာဟာသာစလိုင်းလာပြီဟာစားလေးရေးပြီးဆိုတော့သမီးငယ်ကိုနိုးတော့တိုင်အောင်မယ်နိုးတော့တိုင်မယ်သမီးငယ်ပါလောက်နေလည်းမသိဘူးနိုးရတော့သမီးရေရောက်ဒီမှာနိုးဆိုနိုးဘူးလေးနဲ့ဆိုအဆင်ပြေတာပဲဟာသမီးဒီမှာခဏနေအောင်ဟုတ်တားငယ်လေးနိုးနေပြီဒီနေ့နိုးနေပြီဘနာနာတားငယ်လေးဘယ်လိုငါမလဲသမီးကြီးရှိကိုဒီကလေးလေးကိုပို့လိုက်မယ်အဲ့ဆိုရင်အဆင်ပြေပြီပဲသမီးကြီးရှာဒီမှာတားငယ်လေးကိုလာပို့တာတိတ်ချကြည့်ဆိုင်အောင်နော်ဟာဒီဗီဒီယိုအကောင့်မကြည့်ရအောင်တိတ်ချကြည့်ဆိုင်နော်ဟာငါကြည့်ဆိုင်အောင်မှာပဲငါကလေးလေးလာချစ်စရာလေးမလေးရချစ်စရာလေးနော်အားလုံးကိုကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဆာကူရာပုံပြင်လေးတွေကိုကြည့်ရင်တော့ like and subscribe လုပ်ပေးကြပါဦးเนาะအားလုံးပဲတတာ